အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပစွန်ကိုမာလာအရသာလေးနဲ့ချက်စားဖြစ်ပါတယ်ရှင်အရင်ဦးဆုံးပစွန်ကိုတန့်ရှင်းလုပ်ပြီးတော့ရေဆေးတန့်စင်ပါမယ်အဲ့ကပုံမပြက်လေးစားချင်တာမို့လို့ဒီလိုလေးကက်ကြီးလေးသုံးပြီးတော့သူ့ရဲ့ခေါင်းထဲမှာရှိတဲ့အမြင့်ကြီးလေးတွေကြောရိုးထဲမှာရှိတဲ့အမြင့်ကြီးလေးတွေကိုဖယ်ထုတ်လိုက်ပါတယ်သူ့ကိုကိုဟိုဆေးမှဝယ်ထားတာဖြစ်ပါတယ်ဆိုတော့သူက1ကီလို255ပေါ့နော်ဒါပေမဲ့တယောက်စာပဲဆိုတော့နည်းနည်းလေးပဲဝယ်လာခဲ့ပါတယ်တယောက်ပဲဖြစ်တဲ့အတွက်ပေါ့နော်တယောက်စာလေးပဲဝယ်လာခဲ့တယ်အဲ့လိုမျိုးပဲအကောင်ရေယူပြီးတော့ယူလာတာပေါ့နော်အမှ9ကောင်10ကောင်တော့ရှိရသူကတစ်ရက်စားဖို့အတွက်ဆိုပြီးတော့လေတကယ်တော့2ရက်လောက်စားလိုက်ရတယ်ပေါ့နော်ပစွန်လေးကိုမကင်ခင်အရင်ဦးဆုံးသူ့ကိုဆားလေးနဲ့ဆေးတယ်ပြီးတော့ရှာလကာရေးလေးနဲ့ခဏလေးစိမ်ပြီးတော့ဆေးလိုက်သေးတယ်ပေါ့နော်ပြီးတော့မှသူရေနဲ့တေချာပြန်ဆေးလိုက်ပြီးတော့အခုလိုမျိုးတန့်ရှင်းလုပ်လိုက်တာပါအဲ့လိုလုပ်ပေးခြင်းအပြင်အခုကင်ပြီးတော့ဆေးတဲ့အခါမှာပေါ့နော်အရင်ကြီးဆေးစရာမလိုတော့ဘူးဆိုတော့သူ့ရဲ့ထဲမှာရှိတဲ့အဆီစိတ်တွေလည်းမထွက်တော့ဘူးပေါ့နော်ပစွန်လေးကိုတန့်ရှင်းလုပ်ပြီးပြီဆိုတော့အခုရေဆေးပြီးတော့အရသာလေးနေပါမယ်သူ့ကိုစနွင်းရယ်ပြီးတော့အချွတ်မုတ်လေးနည်းနည်းကြက်သားမုတ်လေးနည်းနည်းငံပြာရည်လေးနည်းနည်းထည့်ပြီးတော့ခဏလေးနှက်ထားပါမယ်ဒါကတော့သူနဲ့တွဲစားဖို့အတွက်ချင်မောင်ဟင်းလေးဖြစ်ပါတယ်ဒါကတော့ပစွန်ချက်ဖို့အတွက်ချက်သွန်နီချက်သွန်ဖြူကျော်ပြီးရင်ငင်းဒီထောင်းထားတဲ့ဟာလေးဒါတော့ဟိုနေ့တော့ချက်သားကြော်ထားတဲ့စီလေးနဲ့ပေါ့နော်ဆိုတော့ရင်ဦးဆုံးပစွန်ကိုလုံလိုက်ပါတယ်ပြီးရင်တော့ခဏဆယ်ထားပါမယ်ကဲဒါဆိုရင်တော့စပြီးချက်ဖို့အတွက်စီချက်တက်ပါမယ်ဒါကတော့မြုပ်သီးအနှစ်ဖြစ်ပါတယ်အဲ့လေးကိုစီချက်တက်မယ်ပြီးတော့ချက်သွန်ဖြူနီကျော်ပေါ့နော်ဒီနီကတော့မောင်လေးစီရရတာပေါ့နော်သူကဟင်းချက်တဲ့အခါမှာမြန်အောင်ပေါ့အဲ့ဒါတွေသုံးတော့ကိုလည်းသုံးကြည့်တာပေါ့နော်အဆင်ပြေတယ်ဆိုတော့သူ့ကိုစီပြန်အောင်စီချက်တက်မယ်ဖုံးလေးခဏအုပ်ထားပါမယ်โอเคဆိုတော့ဒီလိုမျိုးစီးပြန်သွားပြီဆိုရင်မာလာဟင်းပေါ့နော်မာလာရှမ်းကောအနှစ်လေးထည့်ပါမယ်ပြီးတော့ထပ်ပြီးတော့မွေလိုက်ပါမယ်ရေလေးနည်းနည်းကျင်းပြီးတော့ထည့်မယ်ပြီးရင်စီးပြန်အောင်လုပ်လိုက်ပါမယ်โอเคဒီလောက်အနေဆိုရင်ပစွန်လေးထည့်ပါတော့မယ်နည်းနည်းလေးမှွေလိုက်မယ်ပြီးသွားလို့ရှိရင်တော့စီပြန်အောင်ဖုံးလေးခဏအုပ်ထားမယ်စီပြန်သွားရင်တော့စားလို့ရပါပြီအခုဆိုရင်တော့မာလာအရသာပစွန်ဟင်းလေးရပါပြီကဲဒါဆိုရင်ထမင်းစားပါတော့မယ်ဆိုတော့ခုနကချမဟင်းလေးရယ်ပြီးရင်ပစွန်ဟင်းလေးရယ်မလာဦးနီတိုးစရာမချောက်ကျော်အဲ့ဒါလေးနဲ့စားပါမယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြပါမယ်တတား